မျိုးသမီးတွေအနေနဲ့ပေါ့နော်မျက်ခုံးတက်တူထိုးတင်သလားဆိုလို့ရှိရင်မျက်ခုံးတက်တူလုံးဝထိုးတင်ပါတယ်100ရာခိုင်နှုန်းထိုးတင်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့နေ့တူကအလုပ်တွေသွားတယ်အလုပ်တွေကြောင်းတွေရုံးတွေသွားတဲ့အခါမှာကျမတို့မျက်ခုံးမွေးမရှိလို့ရှိရင်မျက်ခုံးမွေးဆွဲရတယ်မျက်ခုံးမွေးဆွဲတဲ့အခါအနည်းဆုံး9မိနစ်10မိနစ်တော့အချိန်ပေးရတယ်မျက်ခုံးမွေးဆွဲတယ်တကယ်လို့ကိုကပိုလောလို့ရှိရင်အလောတကြီးသွားစရာရှိရဆိုတော့ပို့ပြီးတော့မှအချိန်ကြာတယ်အဲ့လိုမျိုးသွားစရာရှိတဲ့ခါကျမှမျက်ခုံးမွေးကမညီတာတစ်ဖက်နဲ့တစ်ဖက်မညီတာအပေါ်တက်ဒီအောက်ကျတွေဖြစ်တာမျက်ခုံးမွေးမလှတာတွေဖြစ်တတ်တယ်မျက်ခုံးမွေးဆွဲတဲ့အခါမှာလေနေ့တိုင်းနေ့တူကမျက်ခုံးမွေးဆွဲမယ်ဆိုလို့ရှိရင်ဒီမျက်ခုံးမွေးထဲမှာရှိတဲ့မွေးညင်းပေါက်တွေရှိတယ်အဲ့မွေးညင်းပေါက်တွေထဲမှာမျက်ခုံးမွေးရဲ့ခဲသားတွေဝင်မယ်ဝင်လို့ရှိရင်သူကနေ့တူကဆွဲတာများလို့ရှိရင်ဒီမွေးညင်းပေါက်ထဲမှာခဲသားတွေကမပြောင်တာမျိုးရှိတဲ့အခါကျတော့ဒီမျက်ခုံးမွေးတွေထဲမှာဝက်ချံပေါက်တယ်နောက်ကမျက်ခုံးမွေးကျွတ်တယ်အဲ့လိုဖြစ်တဲ့အခါကျတော့ကိုယ့်အနေနဲ့မျက်ခုံးမွေးတက်တူကထိုးထားခဲ့မယ်ဆိုရင်နေ့တိုင်းဆွဲစရာလုံးဝမလိုတော့ဘူး။ तू ကကိုတရင်တို့ထပဲသွားပြေးပြီးသွားဘလို့ကြိုက်တဲ့ပုံစံမျိုးနဲ့ပဲသွားမျက်ခုံးမွေးရရှိနေပြီးသားဖြစ်တဲ့အတွက်လုံးဝဒါကိုဒီမျက်ခုံးမွေးနဲ့ပတ်သက်ပြီးအလှပြင်ဖို့နဲ့ကိစ္စနဲ့ပတ်သက်ပြီးစိတ်ပူစရာလုံးဝမလိုတော့ဘူး။ကို့အနေနဲ့ဘယ်ချိန်မှဖြစ်ကြည့်လို့လှနေမယ်။ဆိုတော့နောက်တစ်ခုကကန်းကြီးသွားမယ်ခုလိုတကြံကာလတွေမှာချောင်းသားငွေဆောင်ဘယ်လိုပဲပြောကန်းကြီးသွားခဲ့မယ်ဆိုလို့ရှိရင်လေကို့အနေနဲ့မျက်ခုံးမွေးဆွဲစရာမလိုဘဲနဲ့အမြဲလာနေမယ်မဟုတ်လို့ရှိရင်ရာသီဥတုကပူလို့အစီပြန်လို့ချွေးကြမယ်ဆိုရင်မျက်ခုံးမွေးပြတ်မှာစိုးရင်ရတယ်တကြံလိုကာလာမျိုးမှာဆိုရင်ရေဆိုလို့ရှိရင်မျက်ခုံးမွေးပြတ်မှာစိုးရင်ရတယ်ကန်းကြီးသွားလို့ရှိရင်ရေကူးတဲ့ခါလည်းမျက်ခုံးမွေးပြတ်မှာစိုးရင်ရတယ်ဒီလိုတော့မျက်ခုံးမွေးတက်တူထိုးထားခဲ့မယ်ဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးလုံးဝပူစရာမလိုတော့ဘောနော်အမြဲတမ်းလာနေမှာဖြစ်ပါတယ်လူတစ်ယောက်ကမျက်နှာကိုကြည့်လိုက်မယ်ဆိုရင်လေမျက်ခုံးကလည်းအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်တယ်ဒါကြောင့်မလို့မျက်ခုံးမွေးတက်တူကအမျိုးသမီးတိုင်းထိုးတဲ့နဲ့အဓိကမျက်ခုံးမွေးမရှိတဲ့သူမျက်ခုံးမွေးပါတဲ့သူတွေအတွက်ကိုထိုးတဲ့နဲ့လို့အကြံပေးချင်ပါတယ်ရှင်